လီယက်စ်ရဲ့ရှာဖွေတွေ့ရှိမှုတွေအရမြောက်တွေဟာလူတွေကနေစင်ကဲပြောင်းလဲလာကြောင်းတက်တည်ပြနိုင်မှုအခွင့်အရေးဆိုတာစီယာကဝင်ပြီးအကြံပေးလိုက်တယ်။လီယက်စ်ရဲ့ယူဆချက်တွေကိုသူတို့ကျန်းစာတွေနဲ့ဆန့်ကျင်နေလို့အားလုံးကညှင်းပယ်ထားကြတော့အခြေကျနေတဲ့ဘဝကိုမဖျက်ဆီးခြင်းနဲ့လီယက်စ်လည်းဆက်ညှင်းမနေတော့ပဲလက်လွတ်လိုက်ဖို့ပဲဆုံးဖြတ်ထားလိုက်တော့တယ်။သူတို့ခေါင်းဆောင်တွေရောက်လာမှရိုင်းတဲ့လူကောင်ကိုကျိုးမပါပဲအပြင်ထုတ်လာတာအန်ဒီရဲ့ရှိလို့သူတို့စီကံချက်တွေကိုချိုးဖောက်တာဖြစ်ကြောင်းအသိပေးလိုက်တယ်။တေလာကိုက်မှာကြောက်လို့ပထုံးနဲ့ထိန်းခေါ်သွားကြပြီးငနေလက်ဆက်ညင်းမနေတော့ပဲငင်းငင်းစစ်ထိန်လိုက်သွားရင်အာဘီဒူးမာလေးနဲ့ပဲပြန်နှက်နေလိုက်တော့တယ်။သူကိုအုံနောက်လျှော်ပေးဖို့တကားလာဖွင့်တော့မှပြန်ချပြီးထွက်ပြေးမြောက်မသားတွေအားလုံးလည်းလူတကောင်လွတ်လာတော့ကြောက်ကားလန်အားဒီနဲ့အော်ဟစ်ကုန်ကြတယ်။ကာကွယ်ရေးမြောက်တပ်တွေကလည်းမရမကလိုက်ဖမ်းကြတော့ပြန်ခုခံပြီးထွက်ပြေးရင်ပြတိုက်ထဲရောက်သွားတော့မှလူတွေကိုယုံလုံးသွင်းပြီးပြသထားတဲ့အထက်မှာသူနဲ့အတူလာခဲ့တဲ့အာဂါသရင်မှုကိုပါတွေးလိုက်ရတယ်။နောက်ဆုံးမှာတော့အေးချင်းပြေးသွားတဲ့မြောက်စစ်တီတွေရဲ့အဖမ်းကိုခံလိုက်ရလို့မြောက်မသားတွေကိုထားဆဲတော့မှအားလုံးလည်းမြောက်လို့ဆဲတဲ့လူဆိုပြီးဝိုင်းကြည့်ကုန်ကြတယ်။လောင်ရင်နဲ့ပြန်ရောက်လာတော့အာဘီဒူးမာကိုနိုဘာလို့နာမည်ပေးလိုက်ပြီးငါကတာဇန်လုံးမယ်နင်ကဂျိမ်းစ်လို့ဆိုပြီးညှိနေကြတော့မှမြောက်မသားတွေကရေပိုက်တွေနဲ့လာထိုးကုန်ကြတယ်။မြောက်မသားတွေကလည်းသူတို့နိုင်ငံမှာဂေါ်ရီလာတွေကိုစစ်သားနဲ့အလုပ်သမားအော်ရန်ကူတန်တွေကိုအစိုးရနဲ့ဘာသာရေးချင်ပန်စီတွေကသိပ္ပံပညာရှင်နဲ့ဒေါက်တာဆိုပြီးမြောက်မျိုးနွယ်လိုက်တာဝန်ခွဲပေးထားကြတယ်။နောက်ဆုံးမှာတော့တီလာကိုလည်းတရားရုံးခေါ်သွားပြီးဘာမှုနဲ့တရားစွဲထားတာလေလို့စီယာကမေးကြည့်လိုက်တော့မှနိုင်ငံတော်အကြီးညိုပြက်စီမှုဖြစ်လို့ဘာယူခံမှဝင်လို့မရဘူးဆိုတာကြိုးပြောထားလိုက်တယ်။စီယာကတော့တီလာအတွက်ပြန်လဲခြေပပေးခဲ့ပေမဲ့ခုံရုံးကမြောက်ကြီးတွေအားလုံးကတီလာကသူတို့အတွက်ဘာသာရေးအယူဆတွေနဲ့လုံးဝဆန့်ကျင်နေကြောင်းထောက်ပြခဲ့တယ်။အာကာသရင်မှုတယောက်စီကိုထက်ခေါ်သွားပေးလိုက်ပေမဲ့ငနေကအုံနောက်အလျှော်ခံထားရလို့တီလာလည်းတင်ပြီးမြောက်ကြီးတွေကိုကလော်တုပ်ပေးလိုက်တယ်။တရားရုံးနဲ့ပြန်ရောက်တော့ဇေယျရဲ့ပြန်လဲခြေပခွင့်အားလုံးကိုနားပိတ်ပြီးပြဲချပစ်လိုက်လို့ခုံရုံးအာမထီမဲ့မြပြမှုနဲ့တိတ်ပန်နေကြအယူဆမှဆိုတဲ့ခေါင်းစဉ်တက်ပြီးသူတို့ကပါမြောက်နိုင်ငံတော်ကတရားပြန်ဆွဲပြလိုက်တယ်။တီလာကိုလည်းစေအုပ်ချုပ်မှုအောင်မှာဥအရင်ဖြုတ်ပြီးအုံနောက်လျှော်ပေးကြတော့မှမလို့ဇေယျတို့ကကဲထုတ်သွားပြီးအာဘီဒူးမာကိုပါသူတို့နဲ့တခါတည်းခေါ်သွားလိုက်ကြတယ်။တာမြင့်နေမီကိုရောက်တော့တီလာလည်းတနက်တလက်ယူထားလိုက်ပြီးလီယက်ရဲ့အယူဆတွေကိုမှန်ကန်ကြောင်းသက်သေပြဖို့သူရှာတွေ့ထားတဲ့အချက်လက်တွေရဲ့နေရာကိုဆက်ထွက်လာလိုက်ကြတယ်။သူတို့နားတဲ့နေရာရောက်မှတီလာလည်းမုတ်စိတ်ရိမ်နေတာကိုအာဘီဒူးမာကတော့သဘောကျနေပေမဲ့မြောက်မသားတွေဖြစ်တဲ့ဇီယာနဲ့လီကတ်ကတော့စတိုင်ကြခြင်းရောအတွက်နဲ့အမွေရိပ်လို့တော်တော်ညံနေတဲ့လူကောင်တို့မှတ်ချက်ပေးလိုက်ကြတယ်။လီကတ်လည်းသူ့ရဲ့ရှာဖွေတွေ့ရှိမှုတွေကိုလိုက်ပြမလို့ခေါ်သွားတော့မှပဲမြောက်တပ်တွေလိုက်လာကြလို့ဇီယက်ကိုတနက်နဲ့ချိန်ပြီးအရင်ချိန်ချောက်ထားလိုက်တော့မြောက်တပ်တွေကိုလက်နက်ချခိုင်းလိုက်ရတယ်။တီလာလည်းသူတို့ရဲ့ကျန်းစာတွေကသမိုင်းအမှန်မဟုတ်ကြောင်းတက်တည်ပြနိုင်ရင်လီကတ်တို့ကိုလွတ်လပ်ခွင့်ပေးဖို့ကတိတောင်းပြီး ZS ကိုပါကူရဲခေါ်သွားလိုက်တယ်။အထဲမှာနီးပညာမြင့်တဲ့လူအတိုက်ဝန်းရဲ့အကျွင်းကြံတွေကိုပြပြီးလူတွေဟာမြောက်တွေထက်လောင်လောင်အကိုတွေကကင့်မီနေကြောင်းကို LS ကထောက်ပြခဲ့တယ်။ ZS ကတော့လက်မခံပဲလူဆိုတာသူတို့အတွက်အိမ်မွေးတလိဆန်အဖြစ်မွေးခဲ့ကြပေမဲ့လူသားတွေကိုယဉ်ပါလာအောင်မလုပ်နိုင်ခဲ့တဲ့အကြောင်းကျန်းစာအုပ်ကစာပိုက်လေးကိုရွတ်ပြလိုက်တယ်။တီလာကလည်းသွားအတူတွေမျက်မှန်တွေနဲ့စကားပြောတဲ့အယုတ်လေးကိုပြပြီးမြောက်တွေကအဲ့လိုဟာမျိုးတွေထွင်နိုင်လို့လားဆိုတော့မှ ZS လည်းနည်းနည်းစဉ်းစားသွားတယ်။အပြင်မှာမြောက်တပ်တွေရောက်လာကြတော့မှတိုက်ပွဲတွေဖြစ်ကြပြီး ZS ကိုပဲထပ်စားကိုင်းလှုပ်ထားလိုက်တော့သူတို့လိုအပ်တာတွေအားလုံးကိုမြောက်အစိုးရစီမှာသွားတောင်းခိုင်းလိုက်တယ်။ ZS ကိုဂျိုးနဲ့တုပ်ပြီးမှလူသားတွေကမြောက်မသားတွေထက်ညံရီပုံမြင့်တာကို ZS ကကြိုတိနေတဲ့အကြောင်းပြောပြရင်သူ့အိတ်ထဲမှာပါလာတဲ့ကျန်းစာကိုဖတ်ပြခိုင်းလိုက်တယ်။လူသားတွေကနို့တိုက်တရဝါတွေထဲမှာလောဘအကြီးဆုံးနဲ့သူတို့ရဲ့နေမြေကိုရဖို့အတွက်ကိုအမျိုးနွယ်ကိုတောင်ပြန်တတ်နိုင်တဲ့တလိဆန်တွေဖြစ်လို့လူကောင်တွေကိုမျိုးမပွားနိုင်အောင်ထိန်းထားခိုင်းတယ်။လူကောင်တွေရဲ့အိုးအိမ်တွေကိုဖျက်ဆီးပြီးသူတို့ကိုတောအုပ်ထဲမောင်းထုတ်ကြဖို့နဲ့ပြောင်တောင်နဲ့လူကောင်တွေကိုရှောင်ကြဆိုပြီးမိန့်ထားခဲ့တယ်။ရိတ်ခါတွေနဲ့မြောက်တက်တွေရောက်လာတော့တေလာလဲထွက်ပြေးဖို့ပြင်ပြီးအားလုံးကိုပတ်နှုတ်ဆက်တော့ဇီယာကိုလည်းနှုတ်ဆက်အနမ်းလေးပေးခိုင်းတာကိုရုပ်ဆိုးလို့ဆိုပြီးအင်တင်လုံနေလိုက်သေးတယ်။တေလာလည်းအာဘီဒူးမာလေးတင်ပြီး ZS ကိုသွားနှုတ်ဆက်တော့မှဘယ်တော့မှပြန်မလာပါနဲ့လို့တောင်းပန်ရင်သူတို့ရောက်နေတဲ့နေရာကလည်းအရင်ကဒုက္ခပုံလေးဖြစ်ခဲ့ပေမဲ့လူတွေကြောင့်ပျက်စီးသွားတဲ့အကြောင်းပြောပြလိုက်တယ်။တီလာတို့ထွက်သွားမှ ZS ကိုကြိုးဖြေပေးလိုက်တော့တက်တည်ရှိတဲ့ကူပေါက်ကိုဖျက်ဆီးဖြစ်ဖို့ပြောပြီးဇီယာတို့နှစ်ယောက်ကိုလည်းအယူမှားမှုနဲ့တရားရင်ဆိုင်ဖို့ပြင်ခိုင်းလိုက်တယ်။တီလာတို့ကလည်းမြင်းတကောင်လူနှကောင်နဲ့ကန်ယူတန်တလျှောက်ခရီးဆက်လာရင်ကြိုးပဲပျက်စီးနေတဲ့မမြရင်ရုပ်ထုကြီးကိုတွေးလိုက်ရတယ်။အဲကြောင့်မှသူတစ်ချိန်လုံးမြောက်ကဘာလို့ထင်နေတဲ့နေရာကလူကဘာဆိုတာသဘောပေါက်သွားပြီးစစ်ပွဲတွေကြောင့်အားလုံးပျက်စီးပြောက်ကွယ်သွားလို့လူမသားတွေကိုထိုင်ဆဲနေတော့အာပေတူမလေးလည်းမြင်းပေါ်ကနေကြောင်တောင်လေးထိုင်ကြည့်ရင်ဇလန်းလေးလည်းပြီးဆုံးသွားပါပြီ။ဒီစကားလေးမှာပေးချင်တဲ့ message ကတော့လူတွေနဲ့မြောက်တွေရဲ့မပြီးဆုံးနိုင်တော့စစ်ပွဲရုပ်ရှင်တွေကိုဒီရုပ်ရှင်ကအစားပြုခဲ့ပြီးနို့တိုက်တရဝါတွေထဲမှာလူတွေဟာလောဘအကြီးဆုံးနဲ့အကျင့်မကောင်းဆုံးဆိုတာပါပဲ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။